大家好，我是陈露豪，今天过得怎么样？相信你们一定过得很好。不好的也别着急 emo，来听听我讲个有趣的历史故事。今天是3月16日，历史上的今天发生了什么？1926年的今天，3月16日。首枚现代火箭发射成功。现代航天学先驱罗罗伯特·马达德在美国马萨诸塞州奥本市成功发射了世界上第一枚液体燃料火箭。飞行持续了2.5秒，这被认为是航天史上的里程碑。Robert Goddard ရဲ့အဲ့ဒီနေရာစမ်းသပ်မှုကအခုခေတ် SpaceX တို့ NASA တို့ရဲ့အာကာသခရီးစဉ်တွေအတွက်အခြေခံအုတ်မြစ်ဖြစ်ခဲ့တာပါစိတ်ဝင်စားစရာကောင်းတဲ့အချက်လက်ကလေးတွေကတော့ဒီတမိုင်းဝင်တဲ့ပြန်တမ်းမှုမှာအကွာအဝေးဟာဒုံးပြန်ဟာ42ပေ12.5မီတာအထိအမြင့်အထိတက်ရောက်နိုင်ခဲ့ပြီးတော့ပြစ်လွတ်တဲ့နေရာကနေ184ပေ56မီတာအကွာမှာရှိတဲ့ဂေါ်ဘီဒုတ်ခင်းတွေကိုပြုတ်ကျခဲ့တာပါပြန်တမ်းနေစဉ်အတွင်းမှာအမြင့်ဆုံးအရှိန်ဟာတနာရီကို60မိုင်ခန့်ရှိခဲ့ပါတယ်ဒုံးပြန်မှာဓာတ်ဆီဂက်စလင်းနဲ့အရည်ပျော်အောက်ဆီဂျင် liquid oxygen ကိုအသုံးပြုခဲ့ပါတယ်Robert Gordon ကိုဒီခေတ်မီအာကာသသိပ္ပံပညာရဲ့ဖခင်လို့ဘာကြောင့်ခေါ်တယ်လဲဆိုတော့အဲ့ဒီခေတ်ကလူအများစုကလေထုမရှိတဲ့ဒီအာကာသထဲမှာဒုံးပြန်နေပြန်တန်းနိုင်မယ်ဆိုတာကိုမယုံကြည်ခဲ့ကြဘူး The New York Times သတင်းစာကတောင်မှသူ့ကိုလှောင်ပြောင်ခဲ့ပါတယ်ဒါပေမဲ့သူကဒုံးပြန်အင်ဂျင်တွေကအာကာသလေယာဉ်တွေထဲမှာအလုတ်လုံနိုင်ကြောင်းကိုသင်္ချာနီးပညာအရရောလက်တွေ့ပါတက်တည်ပြနိုင်ခဲ့ပါတယ်ဒုံးပြန်ရဲ့လမ်းကြောင်းကိုထိန်းကျောင်းနိုင်တဲ့ gyroscopic control စနစ်ကိုတီထွင်ခဲ့ပါတယ်ဒီအောင်မြင်မှုဟာလေယာဉ်ပြန်ကိုတီထွင်ခဲ့တဲ့ White Brother ရဲ့ပထမဦးဆုံးပြန်တမ်းမှုနဲ့အလားတန်တူပါတယ်ဒီနည်းပညာကိုအခြေခံပြီးနောက်ပိုင်းမှာလကဘာပေါ်ကိုလူသားတွေစေလွတ်နိုင်ခဲ့တဲ့ Saturn V ဒုံးပြန်ကြီးတွေအထိဖြစ်ပေါ်လာခဲ့တာပါဒါကြောင့်မို့လို့ဒီတမိုင်းဝင်ဖြစ်ပျက်ကလေးကနေကြည့်ပြီးတော့ကျမတို့တွေကလူအများရဲ့ဝေဖန်မှုတွေလှောင်ပြောင်မှုတွေကိုအရေးမထားဘဲနဲ့မိမိရဲ့ယုံကြည်ရာမိမိရဲ့လောက်ကင်ရာကိုအာယုံစူးစိုက်ပြီးတော့လုပ်မယ်ဆိုရင်ကျင့်တည်ကြီးမားတဲ့အောင်မြင်မှုတွေရရှိလာနိုင်လိမ့်မယ်လို့တင်ယူရရှိပါတယ်ရှင်ဒီမှာကတရုတ်စာဆရာမဖြစ်တဲ့အတွက်ဒီနေ့ဗီဒီယိုလေးမှာစိတ်ဝင်စားစရာကောင်းတဲ့ဒီအကြောင်းအရာလေးနဲ့ပတ်သက်တဲ့ Chinese စကားလုံးလေးတွေကိုမျှဝေပေးပါဦးမယ်အာကာသသိပ္ပံပညာကို航天学航天学အာကာသစူးစမ်းလေ့လာရေးတမိုင်းကိုတော့航天史航天史ဒုံးပြန်ကို火箭火箭ပထမဦးဆုံးဒုံးပြန်ဆိုရင်首枚火箭首枚火箭ဒုံးပြန်ပစ်လွတ်တာကိုတော့发射
ရှေ့ဆောင်လမ်းပြသူကိုတော့先驱来液体忍料好老师တို့ဒီနေ့ဗီဒီယိုလေးကိုဒီပါအဆုံးသတ်ပါပြီနော်ဒီဗီဒီယိုလေးကနေပြီးတော့မှတစုံတရာအကျိုးရှိသွားတယ်ဆိုရင်တော့老师ကိုမျှဝေဒီဗီဒီယိုကိုမျှဝေပေးပါအောင်ပြီးတော့ဒီဗီဒီယိုလေးကိုဘယ်အချိန်မှကြည့်ဖြစ်တယ်ဆိုတာလေးကိုလည်း comment လေးမှာရေးသွားလို့ရပါတယ်နော်ပြီးတော့老师တို့ရဲ့ဒီဗီဒီယိုလေး老师တို့ရဲ့ဒီတင်တရုပ်စာတင်တန်းလေးတွေကိုစုံစမ်းကျင်နေဆိုရင်တော့39 450 3919ခွန်ကိုဆက်သွယ်လို့ရပါတယ်ဒါဆိုရင်老师တို့ next video မှာပြန်တွေ့ကြမယ်大家再见အားလုံးပဲမင်္ဂလာရှိသောနေ့လေးပိုင်ဆိုင်ပါစေ